ကျွန်တော်တို့အားလုံးကလိန်ညာခံထားရပါတယ်လူတိုင်းကိုကောင်းကောင်းဆက်ဆံပါဒါဆိုမင်းတို့လူတွေပြန်လေးစားလာလိမ့်မယ်ဆိုတဲ့စကားဟာငယ်ငယ်ရဖတ်ခဲ့ရတဲ့ပုံမြင်တွေထဲမှာပဲရှိပါတယ်လက်တွေ့ကဘာမှာတော့ကျင်နာမှုတသက်ဟာအားနည်းချက်အဖြစ်အထင်မှားခံရလိမ့်ရှိပါတယ်မင်းဘလောက်ပဲပညာတွေတက်ပါစေဘလောက်ပဲစိတ်သဘောထားကောင်းပါစေမင်းရဲ့တည်ရှိမှုဟာတခြားသူတွေအတွက်အလေးအနက်ထားเสียဖြစ်မနေဘူးဆိုရင်မင်းဟာလူအုပ်ကြီးထဲမှာဖျောက်ပစ်လို့ရတဲ့နောက်ခံကားချက်တစ်ခုပါပဲမင်းဘလောက်ပဲကျင်နာပါစေမင်းမှာတန်ဖိုးတစ်ခုခုမရှိသေးပြီးတော့လောကကြီးကမင်းကိုအမိုက်တစ်ခုလိုပဲဆက်ဆံပါလိမ့်မယ်ဒါရက်ဆက်တယ်လို့ထင်ရပေမဲ့ဒါဟာဒီကဘာကြီးလေပတ်နေတဲ့နေရာမှာပါပဲစီးပွားရေးလောကမှာ supply ရောင်းလိုအားများရင် value တန်ဖိုးကျသွားတတ်တာအားလုံးသိပါတယ်ဒါပေမဲ့လူမှုဆက်ဆံရေးမှာတော့ဒါကိုမိတ်နေတတ်ကြပါတယ်မင်းဟာအမြဲတမ်းအားနေတဲ့သူခေါ်တိုင်းချက်ချင်းရောက်လာတတ်တဲ့သူ message ပို့တိုင်းစက္ကန့်ပိုင်းအတွင်းစာပြန်ပို့တတ်တဲ့သူဖြစ်နေသည်ဖြင့်မင်းရဲ့အချိန်ဟာတန်ဖိုးမဲ့နေအောင်ပါပဲသိပ္ပံပညာအရ scarcity principle ရှားပါမှုနည်းရမှာဆိုတာရှိပါတယ်မင်းဟာအချိန်မျိုးခေါ်ရင်ရနေတဲ့သူအမြဲတမ်းအလိုက်တင်နေပေးတတ်တဲ့သူဆိုရင်မင်းရဲ့တန်ဖိုးဟာတုံညပါပဲရွှေရပါလို့တန်ဖိုးရှိတာလေရှားပါလို့ပါမင်းရဲ့ရရှိနိုင်မှု availability ကိုထိန်းချုပ်တာကမင်းရဲ့တန်ဖိုးတက်စေမယ့်ပထမဆုံးခြေလှမ်းပါပဲလူတွေကသူတို့ခက်ခက်ခဲခဲရယူရတဲ့အရာတွေကိုပဲတန်ဖိုးထားတတ်ကြတဲ့သဘာဝရှိပါတယ်မင်းရဲ့ရရှိနိုင်မှု availability ကိုကန့်သက်လိုက်ပါမင်းရဲ့အချိန်ကိုမင်းကိုယ်တိုင်အလေးထားကြောင်းပြပါမင်းကိုလိုချင်ရင်းနှီးရမယ်ဆိုတဲ့အသည့်ကိုသူတို့ရဲ့မသိစိတ်ထဲမှာရိုက်သွင်းလိုက်ပါလူတွေဟာအာဏာရှိသူကိုကြောက်ကြတယ်ဒါပေမဲ့အကြီးအချင်းရှိသူတော့လေးစားကြတယ်အစင်းမြင့်တဲ့လေးစားမှုဆိုတာကြောက်ရွံ့ခြင်းထက်အားကိုးခြင်းပေါ်မှာပိုပြီးအခြေခံပါတယ်မင်းရှိတဲ့အတိုင်းဝန်းမှာမင်းဟာအစားထိုးလို့မရတဲ့သူဖြစ်နေပြီလားမင်းမရှိရင်အလုံးမဖြစ်တော့ဘူးဆိုတဲ့အခြေအနေမျိုးကိုဖန်တီးပါလူတွေကမင်းရဲ့ဇယိုက်ကိုမကြိုက်ရင်တော့မင်းရဲ့စွမ်းဆောင်ယူတော့ဥညွတ်ရပါလိမ့်မယ်လေးစားမှုဆိုတာပါဇက်ကနေထွက်တဲ့စကားလုံးတွေမှာရှိတာမဟုတ်ပါဘူးမင်းရဲ့လက်ဖြားထွက်လာတဲ့ရလက်တွေမှာရှိတာပါလေးစားမှုကင်းမဲ့တဲ့ဆက်ဆံမှုတွေဟာမင်းရဲ့ခွင့်ပြုချက်ကြောင့်ဖြစ်လာတာပါတရားကမင်းကိုရိုင်းရိုင်းဆိုင်ဆိုင်စနောက်တဲ့အခါမင်းကပြုံးပြီးခေါင်းငိမ့်ပြနေအဲ့ဒီလူကိုနောက်တစ်ချိန်ထက်လုပ်ဖို့မင်းကိုယ်တိုင်ဖိတ်ခေါ်လိုက်တာပါပဲ high status ရှိတဲ့သူတွေဟာသူတို့ရဲ့ boundary စီဝိုင်းကိုဘယ်တော့မှအထီးပါမခံပါဘူးစိတ်ဆိုးမပြပါနဲ့ဒါပေမဲ့တုံ့ပြန်ပြပါဒါဟာငါ့အတွက်မသင့်တော့ဘူးဆိုတာကိုပြက်ပြက်တသားပြောရတဲ့တတိရှိပါလူတွေကမင်းကိုခံမှန်းလို့မရတော့တဲ့အခါမင်းမှာကိုယ်ပိုင်စံနှုန်းတွေရှိမှန်းသိသွားတဲ့အခါသူတို့မင်းကိုဆက်ဆံတဲ့ပုံစံဟာချက်ချင်းပြောင်းလဲသွားပါလိမ့်မယ်လေးစားမှုဆိုတာအော်ဟစ်တောင်းဆိုရတဲ့အရာမဟုတ်ပါဘူးအဲ့ဒါမင်းရဲ့တည်ငြိမ်မှုမင်းရဲ့အရေးအချင်းနဲ့မင်းရဲ့ကိုယ်ပိုင်စီးမင်းတွေကနေထွက်ပေါ်လာတဲ့ကိုရောင်ကိုဝါတစ်ခုပါမင်းကလူတိုင်းကိုကျင်းတဲ့အောင်လိုက်လုံနေသေးပြီးတော့မင်းကိုမင်းလေးစားဖို့တော့အချိန်ရှိမှာမဟုတ်ပါဘူးကဘာကြီးကိုမင်းရဲ့တန်ဖိုးကိုသိစေခြင်းအရင်ဆုံးမင်းကိုမင်းအလေးနဲ့ထားဖို့သင်ယူပါမင်းကိုမင်းလေးစားတဲ့နေဟာလောကကြီးကမင်းရှိမှတူးထောက်တဲ့ပထမဆုံးနေဖြစ်လာပါလိမ့်မယ်